ပြင်းထန်တဲ့အသက်ရှူကျပ်မှုကြောင့်သူနောင်တရလာပြီးအသက်ကယ်ဆေးကိုပြန်လူဖို့ကြိုးစားခဲ့ပေမဲ့ညီကို2ယောက်လူနေကြတော့မှပဲတန်လိုက်တက်မှန်ရိုက်ဆက်ရဲ့စွမ်းအားကအမြင့်ဆုံးအဆင့်ထိစက်တိုက်မြင့်တက်သွားခဲ့ပါတယ်ပိုဆိုးတာကအဲရီရဲ့ဖုန်းဟာစက်ပေါ်ကိုဆုပ်ယူခံလိုက်ရပြီးကန့်သက်ချက်ဖြုတ်တဲ့ခလုတ်ကိုတွားတိုက်မိတာကြောင့်တန်လိုက်အားကအနည်းရရှိဆုံးအဆင့်ထိထပ်မံမြင့်တက်လာကအပြင်ဘက်ကတတုပစ္စည်းတွေပါအခန်းထဲကိုစုပြုံရောက်ရှိလာခဲ့ပါတယ်ကန်ဆိုးတဲ့ဘာဘီဟာလည်းအသက်ကယ်ဆေးကအကိုဖြစ်သူလက်ထဲမှာတိနေသေးတာကြောင့်အသက်ပေးနဲ့ရင်ဆိုင်နေရပေမဲ့ကြန့်ရှိနေတဲ့ဇွဲတတိနဲ့နောက်ဆုံးမှာအသက်ကယ်ဆေးကိုအောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆက်ရက်စွမ်းအားကအမြင့်ဆုံးကိုရောက်သွားပြီးအပြင်ကတူနာပြုကအခြေအနေကိုတွားရောက်စစ်ဆေးချိန်မှာမထင်မှတ်တဲ့မတော်တဆမှုဖြစ်ပွားသွားခဲ့ကဆူရှာတဲ့အော်တန်ကြောင့်အားလုံးသတိထားမိချိန်မှာတော့အချိန်နှောင်းသွားခဲ့ပါပြီ။ဒီဖြစ်ရဖြစ်ပြီးမှပဲ JB ပြောခဲ့တဲ့ပြစ်ဒဏ်ဆိုတဲ့အတိတ်ပဲကိုသူတို့နားလည်သွားခဲ့ကြပြီးအဲရစ်ဟာတေမင်းရဲ့အစီအစဉ်ကိုဖျက်ဆီးခဲ့တာကြောင့်တခြားသူတွေထပ်ပိုပြီးရက်ဆက်သေဆုံးရမှာဖြစ်ပါတယ်။မိခင်ဖြစ်သူကဒီနေရာမှာထိုင်ပြီးအသေးမခံနိုင်ဘူးလို့ပြောပေမဲ့တေမင်းရဲ့ထောင်ချောက်တွေကနေရာတိုင်းမှာရှိနေချိန်မှာဖန်နီကသူ့အဖွားအနှစ်30ကျော်နေထိုင်ခဲ့တဲ့တစ်လုံးအိမ်လေးကိုတတိယသွားပြီးတေမင်းရန်ကပုံးဆောင်ဖို့အကောင်းဆုံးနေရာအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။သားသမီး2ယောက်ဘေးကင်းစေဖို့အတွက်မိခင်ဖြစ်သူကအိမ်လေးထဲတစ်ယောက်တည်းသွားဖို့ဆုံးဖြတ်ခဲ့ပေမဲ့သူဟာတေမင်းရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်နေတာကြောင့်တေမင်းကသူ့ကိုဘေးကင်းစွာရောက်ရှိခွင့်ပေးမှာမဟုတ်တဲ့အတွက်သားသမီး2ယောက်စလုံးကမိခင်နဲ့အတူလိုက်ပါသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Movie Recap တွေအတွက် follow လုပ်ထားပါ